ဒီနေ့ပိုးကောင်တကောင်ကိုစေးအဖြစ်ပြောင်းလဲမယ်ဒါပါပိုးကောင်လည်းမသိဘူးနော်နွားချီပိုးကောင်ရှင်တွင်းနဲ့အပူပေးလိုက်တာပေါ့တောင့်သွားအောင်လည်းတူတယ်အတောင်လေးတွေဖြတ်ထုတ်တယ်ဖြန့်ပြီးတော့တောင့်သွားအောင်လို့အညက်ကြီးနဲ့အဲ့ပိုးကောင်မြင်တော့မြင်မှုတယ်ဘာပိုးကောင်လဲတော့မသိဘူးသူကလှုပ်ရှားလို့ရအောင်ဗျအဲ့အတက်တွေမှာအစာအကုန်လုံးဟိုပိုးကောင်အစ်စ်ကိုပဲသူစက်တင်နေနဲ့အဲ့လိုမော်တာတွေနဲ့လိုက်ပြီးတော့လှုပ်ပြီးတော့မှစေးရုပ်ပုံစံမျိုးလှုပ်တာနော်ဒါအတောင်ပေါ့အတောင်ထည့်လိုက်တာတောင်လဲမော်တာလဲလှုပ်တယ်ပေါ့ခတ်တယ်ပြန်ဖြုတ်တယ်ဒါအင်ဂျင်တွေမှာပါတဲ့ဘယ်လိုခေါ်မလဲ rain လားမသိဘူးအဲ့လိုခေါ်ရင်လည်းတူတယ် rain လည်းလှုပ်တယ်ပေါ့နော်ဒါကတော့အယောင်လိုချင်လို့ပေါ့နော်ဖြူးတွေထဲကိုလည်းထည့်တာနဲ့တူတယ်ပိုက်ကလေးထဲကိုအယောင်ထည့်တော့ကျွန်တော်တို့အဲ့ဒါဘယ်လိုပြောလဲမီးလေးတဲ့ဟာမျိုးလေးပေါ့အနုပြူအချောင်းလေးလိုပုံစံဖြစ်သွားမှာပေါ့တကယ်ပိုးကောင်အစ်စ်ပဲနော်သူ့ရဲ့အစိပ်ပိုင်းတစ်ခုချင်းစီကိုလိုက်ပြီးတော့မှစိတ်ရုပ်လို့မိုက်တယ်ဗျအဲ့တေးသေးလေးသူဘယ်ရရလဲမသိအဲ့ဒါဘာလဲမသိဘူးအေဇောနဲ့တူဒါသူအတောင်တောင်မှလည်း suppling လေးနော်ဒါပင်နေရနေတက်တာပေါ့နော်တခဲလေးနဲ့တူတယ်ဗျဒါသူ့ရဲ့ဘာသာကြီးလေဟောဘိုက်ပြောလားဘိုက်ခေါ်မှာပေါ့ဘိုက်သားပလေယာကစပလိန်လည်းမနေရဘူးအကုန်ဖြုတ်တက်တာသူရဲ့ထိတ်ကြီးမှာပေါ့နော်logo တွေပါကတ်တည်ရနော်သူကlogo တွေအားလုံးလည်းမီးလင်းတယ်ဗျတကယ်အင်ဂျင်တုံးကြီးလိုပဲနော်အကောင်ကိုလှုပ်ထားတာပိုးကောင်ဘာကောင်လည်းမသိဘူးအဲလှုပ်တယ်အတောင်လည်းခတ်တယ်ပေါ့နော်အင်ဂျင်တုံးကြီးလိုပဲမော်တာလေးတစ်လုံးနဲ့ဆင်ထားတာသူအဲ့အသေးမွှားလေးဘယ်ရလဲမသိဘူးဗျတချို့ကဝါသနာကိုပါလို့ပေါ့လိုက်လှုပ်တာပေါ့နော်ဒီသူလဲနောက်ထပ်ဗီဒီယိုတွေလည်းသူလှုပ်ထားရှိသေးတယ်ပဇွန်တွေကမှအစပြုတ်ပြီးအသားစားပြီးတော့အခွန်တွေကိုလိုက်လှုပ်ထားပါပေါ့နောက်ဗီဒီယိုကြရင်ကျွန်တော်အဲ့ဒါလေး reaction လုပ်ပေးမယ်